အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Ryzen Z ပဲဖြစ်ပါတယ်အခုမှတော့ Intel ရဲ့အားသာချက်ကိုကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်သုံးထားတဲ့ gear လေးပေါ့ဗျာအားလုံးပဲစားလိုက်ကြစို့ V4 ဖွင့်ထားချိန်မှာ V2 ဖွင့်မယ်ဆိုရင်တွေးတတ်တာတော်တော်မြန်ပါတယ်နောက်ပြီးခုံတဲ့ခလုတ်ကိုထိထားလိုက်မယ်ဆိုရင်ပြန်လို့ရပါတယ်PVV ချလို့မနိုင်တဲ့အခါထွက်ပြေးရင်ထွက်ပြေးလို့ကောင်းပါတယ်တော်တော်လေးလည်းမိုက်တယ်အင်ဂျယ်တွေဘယ်လောက်ဆရာကြလဲဆိုတာကျွန်တော်ပြမယ်နားလာရင်ဘာကောင်ဖြစ်ဖြစ်ဒီနဲ့ energy ချောခံရမှာပဲဖြစ်ပါတယ်အင်ဂျင်နဲ့ rate လုံးမယ်ဆိုရင်တော်တော်ကောင်းတယ်ပဲခဏလေးနဲ့ပြီးသွားမှာနတ်သားလေးကိုကြိုက်တဲ့သူတွေကြတော့ရွေးချယ်တင်တယ်အားလုံးပဲကျွန်တော်ရဲ့ video ကိုကြည့်ရှုပေးတဲ့အတွက် like and subscribe လုပ်ပြီး TikTok ကိုလည်း like and follow လေးလုပ်ပြီးအားလုံးပဲ bye bye